နေရှာတတုဆိုတာပါလေဘယ်နေရာတွေမှာတုံးတာလဲယမနိုင်ငံမှာရောဘယ်နေရာတွေမှာတွေ့ရလဲနောက်ပြီးဘာစူးကျူးတွေရှိနိုင်လဲဒီအကြောင်းအရာတွေမတည်သေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်သွားလို့ရပါတယ်နေရှာတတုကို Red and လို့ခေါ်ကြပြီးတော့လက်တနိုက် CD နဲ့ T9 CD တို့ပေါင်းစပ်ထားတဲ့ dress မျိုးစားတစ်ခုပါနေရှာတတုကသူ့ကြည်တက်တက်ဆိုတိတ်ပြီးတန်ဖိုးမရှိပါဘူးအခြားတတုတစ်မျိုးနဲ့ပေါင်းစပ်လိုက်တဲ့အခါထူးခြားပြီးအစစ်မြင့်အရေးသွေးရှိတဲ့တတုတစ်မျိုးထွက်လာပါတယ်အရက်ဘက်နဲ့စစ်ဘက်ဆိုင်ရာအစစ်မြင့် electronic ပစ္စည်းရဲ့မျိုးစားပေါင်း200ကျော်ထုတ်လို့ရမှာနေရှာတတုကမရှိမဖြစ်အရေးပါပါတယ်နေရှာတတုကိုအဓိကသုံးတာကတော့မိုဘိုင်းဖုန်းတွေကွန်ပျူတာပင်မချက်လက်တူလောင်ရာပစ္စည်းတွေလျှက်စစ်ကားတွေမှန်သားပြင်တီးပွေတွေစတဲ့ပစ္စည်းတွေထုတ်လုပ်တဲ့နေရာမှာအရေးကြီးတဲ့ကုန်ကြမ်းပါစစ်ဘက်ဆိုင်ရာနယ်ပင်မှာတော့စေမင်းနည်းပညာသွန်ဝေးထိန်ကရိယာတွေလေးစားတွေရေဒါနဲ့တားပိုင်းဆိုင်ရာထောက်လက်နဲ့စနစ်တွေနောက်ပြီးအစစ်မြင့်နည်းပညာသွန်ပုံရိပ်ပေါ်ဖန်သားပြင်တွေထုတ်လုပ်တဲ့နေရာမှာလည်းမရှိမဖြစ်လိုအပ်တဲ့ကုန်ကြမ်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာမီရှာတတုကိုကချီပြည်နယ်မှာရှိတဲ့ချီဖွေမြို့နယ်ပါဝါဒေသမှာအများဆုံးတွေ့ရပါတယ်ကုခဲရဲ့ကင်းထောက်ပုံရပါဝါဒေသမှာမီရှာတတုတူးဖော်တဲ့နေရာ66ခုကိုတွေ့ရတာပါနောက်ပြီးတနင်္လာရီတိုင်းမှာလည်းအများဆုံးတွေ့ရတယ်လို့ဆိုရတယ်မြန်မာနိုင်ငံကမီရှာတတုကိုအများဆုံးဝယ်ရတာကတော့အားလုံးသိတဲ့အတိုင်းပဲတရုတ်နိုင်ငံနဲ့ဖြစ်ပါတယ်ဒါဆိုတရုတ်နိုင်ငံကမီရှာတတုမထွက်လို့လားမဟုတ်ပါဘူးထွက်ပါတယ်လွန်ခဲ့တဲ့10စုနှစ်ကမှတရုတ်နိုင်ငံကမီရှာတတုတူးဖော်မှုကိုကန့်သတ်လိုက်လို့မီရှာတတုတူးဖော်ခြင်းစူးချိုတွေကိုတရုတ်နိုင်ငံကကောင်းကောင်းသိပါတယ်သူကိုယ်တိုင်ကလည်းအဲ့ဒီစူးချိုတွေကိုခံခဲ့ရတာပါအဲ့ဒါကြောင့်သူ့နိုင်ငံကမီရှာတတုတွေကိုအရေးပေါ်တူးဖော်ဖို့အတွက်ပဲထားပြီးမြန်မာနိုင်ငံကပဲအများဆုံးဝယ်ယူနေတာပါ USG ရဲ့စင်ရ2018တနှစ်ထဲမှာပဲမြန်မာနိုင်ငံကနေမီရှာတတုတန်ချိန်9000လောက်ကိုတရုတ်ကိုဖုတ်ခဲ့ပါတယ်ကမ္ဘာမှာမီရှာတတုတူးဖော်တဲ့နိုင်ငံရည်တွေကလက်ချိုးရည်ထွက်လို့ရပါတယ်မြန်မာနိုင်ငံကတော့မီရှာတတုကင်ဖို့နေတဲ့ထိတ်တန်း3နိုင်ငံထဲမှာပါဝင်နေတာပါမီရှာတတုကိုအကြီးမားဆုံးထုတ်လုပ်တန်ဆင်တာကလည်းတရုတ်နိုင်ငံပဲဖြစ်ပါတယ်တရုတ်နိုင်ငံကကမ္ဘာမီရှာတတုဈေးကွက်ရဲ့90%ကျော်ကိုထိန်းချုပ်ထားတာပါမီရှာတတုတူးဖော်ခြင်းရဲ့အဓိကဇိုးကျူတွေကတော့သူတို့ကိုတူးဖော်တဲ့ပတ်ဝန်းကျင်ကတော့ပျက်စီးတာပါပဲဓာတုပစ္စည်းတွေသုံးတာရဲ့အဲ့ဒီကထွက်တဲ့စုပြည်တွေကြောင့်အဲ့ဒီပတ်ဝန်းကျင်ကဒေသခံတွေရဲ့ကျန်းမာရေးကိုစူးစူးဝါးဝါထိခိုက်စေတာပါ Global Witness ဆိုရင်မီရှာတတုတူးဖော်လို့ပျက်စီးသွားတဲ့ဒေသပြီးဝပြန်ကောင်းဖို့အတွက်ဆိုရင်နှစ်တရာလေးပါချိန်ရပါတယ်ကိတက်လည်းပူနိုင်ပါတယ်ကျောင်းရတော့မီရှာတတုတူးဖော်တဲ့ကဓာတုပစ္စည်းတွေထိုးသိမ်းရပြီးစွန့်ပစ်ပစ္စည်းအများပြားထွက်တာကြောင့်ထေတုရေတုနဲ့မီဇီလာကိုစိတ်တော့ဖြစ်စေလိုပါရခိုင်ကတော့မြန်မာနိုင်ငံမှာမီရှာတတုတူးဖော်တဲ့ပန်ဝါဒေသကဥစခုံတရန်ချုပ်ကင်တဲ့ NDAK လက်ထဲမှာရှိပါတယ် NDAK ကစစ်တပ်လက်အောက်ကလက်နက်ကင်တပ်ဖွဲ့တစ်ခုကယခုကတော့ KIA လက်အောက်ရောက်သွားပြီလို့သိရပါတယ်အာနာသိန်းပြည်နောက်ပိုင်းတူးဖော်မှုကိုယာယီရနာထားပေမဲ့ယခုပြန်လဲတူးဖော်ဖို့ဆောင်ရွက်နေပါတယ်မြန်မာနိုင်ငံမှာမီရှာတတုအကြောင်းသိတဲ့သူနဲ့တယ်လို့မီရှာတတုထွက်တာကိုသိတဲ့သူလည်းအင်မတန်နဲပါတယ်ဒါကတော့2021ခုနှစ်ကထုတ်ပြန်တဲ့ USG ရဲ့စာရင်းအရမီရှာတတုအများဆုံးထုတ်လုပ်တဲ့နိုင်ငံ17ခုရဲ့စာရင်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံကနေတူးဖော်ပြီးသားမီရှာတတုတွေကိုတရုတ်ပြည်ထဲမှာရှိတဲ့တတုတပ်စင်စက်ရုံစီကိုတည်ဆောင်လာတာကုန်ကြားစိတ်များလာတော့တူးဖော်ရေးအနီးနားမှာပဲတတုတပ်စင်ကနေပြုလုပ်ပြီးဓာတုဆေးတွေတုံးကတတုတပ်စင်လာကြပါတယ်စင်တတချဆောင်ကြည့်တာတွေစွန့်ပစ်တာတွေမရှိကြတော့ဓာတုပစ္စည်းတွေပါဝင်နေတဲ့စွန့်ပစ်ပစ္စည်းတွေကနေချီဝီချောင်းတွေကိုရောက်တဲ့ချီဝီချောင်းတွေကနေမိကားမြစ်ထဲကိုစီဝင်ပြီးအရာဝတီမြစ်ထဲထိဓာတုစိတ်တင်နိုင်ပါတယ်အဟူတိတဲ့ဒေတာခံတွေကတာဝန်ရှိတဲ့သူတွေကိုပြောလိုက်တဲ့အခါမှာတော့ဒီဗီဒီယိုလေးကိုလှောက်နေပဲရပါမယ်အစိုးရကြီးပြည်တို့တဲ့ဂျေဇူးများဟိတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်ဗျ